ဒီနေ့ပြောလေးမှာမိတ်ဆွေတို့အတွက်အစီချရာဝိတ်ချရတဲ့ဒီချိန်မှာများစွာအထောက်အကူပြုတဲ့ BM မှာမြင့်တင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အကြောင်းလေးကို sharing လုပ်ပေးမှာဖြစ်ပါတယ်။အချို့လူတွေက BM မှာဆိုတာကိုဘာလဲသိပြီးသွားကြပြီဖြစ်မယ်ထင်ပါတယ်။တချို့မသိသေးတဲ့လူတွေအတွက် BM မှာဆိုတာကိုဘာလဲဆိုတာအရင်ရှင်းပြပါမယ်။ BM မှာဆိုတာက basal metabolic rate ကျွန်တော်တို့နားနေတဲ့အချိန်မှာတော့မှကျွန်တော်တို့ခန္ဓာကိုယ်ကြီးအသက်ရှူဖို့ပျက်စီးသွားတဲ့ cell တွေပြန်ပြုပြင်ပြောင်းလဲဖို့ body temperature တွေထိန်းဖို့အုံနောက်နဲ့အာရုံကြောရဲ့လုပ်ငန်းဆောင်တာတွေအတွက်အနည်းဆုံးဇီဝဖြစ်ပြန်တဲ့လိုအပ်ချက်လှုပ်ဆောင်ချက်တွေကို BMR လို့ခေါ်ပါတယ်ဒီတော့ကျွန်တော်ဒီ BMR ကိုဘာကြောင့်ကျွန်တော်ကအစီချဝိတ်ချရနေမှာများစွာအထောက်အကူပြုရလဲဆိုရင်ဒီ BMR မြင့်လာတဲ့အမြကျွန်တော်တို့အိတ်နေတဲ့အချိန်နားနေတဲ့အချိန်မှာတော့မှအစီကိုအော်တိုလောင်ကျွမ်းနေဆိုတဲ့ banding effect ကိုရစေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့မြင်ပြောရမယ်ဆိုရင် BMR မြင့်တင်အောင်ဘယ်လိုလုပ်ရမလဲဆိုရင်ကျွန်တော်တို့ trainer တွေတော်တော်များများပြောနေကြတဲ့ strength and resistance training တွေအလေးမှလေ့ကျင့်ခန်းတွေတစ်ပတ်မှာအနည်းဆုံး၄ရက်ကစားဖို့ပြောပါတယ်ပြီးတော့အစီ percentage တွေကိုနည်းနည်းများနည်းအောင်စူးစမ်းပြီးချပြီးတော့ muscle mass တွေကိုတက်လာအောင်စူးစမ်းဖို့လုပ်ပါတယ်ကျွန်တော်တို့အစီကြခြင်းနဲ့ဝေးကြနေဆိုရင် calorie deficit လောက်ရတာမှန်တယ်နင်းငယ်မလျှော်ပဲနဲ့20% လောက်လေးပဲလျှော်ပြီးတော့ high protein diet တွေအသားဓာတ် protein ဓာတ်များစွာပါဝင်တဲ့ diet တွေကိုစားဖို့လုပ်ပါတယ်နောက်တစ်ချက်ကတော့အချို့ကထင်ထားကြတာကလေ့ကျင့်ခန်းလုပ်ပြီးသွားရင်ပြီးပြီလို့ထင်ထားကြတာမဟုတ်ပါဘူးကျွန်တော်တို့တနေ့ကို daily activity တွေမှာလဲဖုန်းအကြာကြီးပုတ်တာအကြာကြီးလဲလျောင်းတာတွေမလုပ်ဖက်နဲ့ active lifestyle လှုပ်လို့ရှာပေါ့ပါနေထိုင်ခြင်းကလည်းကျွန်တော်တို့ရဲ့ဒီ BM မှာ basal metabolic ကိုမြင့်တက်စေပါတယ်ဒါကြောင့်မို့လှုပ်လို့ရှာနေပြီပါနောက်တစ်ချက်ကရေများတောက်ပေးပါရေများတောက်ပေးခြင်းကလည်းကျွန်တော်ရဲ့ဒီ body temperature ကိုထိန်းညှိပြီးတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ရဲ့ဒီဇီဝဖြစ်နှုန်းကိုမြန်စေပါတယ်နောက်တစ်ချက်ကတော့ညကိုနှိမ့်ချိုက်အိပ်ပေးခြင်းနဲ့စောအိပ်ပေးခြင်းပဲဖြစ်ပါတယ်โอเคနောက်တစ်ချက်ကကျွန်တော်တို့ဒီစိတ်ဖိစီးမှုတွေကိုစူးစမ်းပြီးတော့လျှော့ပေးခြင်းဖြစ်ပါတယ်ဒီစိတ်ဖိစီးမှုကိုလျှော့တဲ့အချိန်မှာလည်းကျွန်တော်ကတော့ကိုကြိုက်တဲ့သချင်းလေးနားထောင်တာဒါမှမဟုတ်ဒီ entertainment funny entertainment လေးရေးရတဲ့ဟာတာဗီဒီယိုလေးကြည့်တာ meditation လုပ်တာစာဖတ်ရတာကိုပဲကျွန်တော်ကကြိုက်ပါတယ်မိတ်ဆွေကတော့မိတ်ဆွေတို့ကြိုက်တဲ့ဒီကိုယ့်ရဲ့ stress တွေကိုရောကြစေမယ့်အားလေးကိုကိုယ့်ဘာသာကိုရှာပြီးတော့စူးစမ်းကြည့်ပါဒါကတော့ကျွန်တော်တို့ဒီဝိတ်ကြအစီကြမှာများစွာအထောက်အကူပြုတဲ့ BM မှာ basal metabolic rate ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်မြင်နှုန်းကိုဘယ်လိုမြင့်တင်အောင်လုပ်လို့ရလဲဆိုတဲ့အကြောင်းလေးကိုကျွန်တော်က sharing လုပ်ပေးလိုက်တာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်နဲ့ဝိတ်ကြအစီကြဖို့တိုင်ပင်နေဆိုရင်ကျွန်တော်ရဲ့ဒီစမျိုးထင် personal account မှာလာရောက်တိုင်ပင်နေတယ်လို့ကျွန်တော်ရဲ့ဒီ online class တွေဒါမှမဟုတ်လေကျွန်တော်ရဲ့ဂျင်းမန်လေးမှာရှိရဲ့109B 6068ကြားက MD ပိုင်းဂျင်းကိုလည်းလာရောက်စုံစမ်းလို့လာရောက်ကစားနိုင်ပါတယ်ခင်ဗျာ